မျိုးတွေစီလာတော့ဘူးလို့ပေးနေတာအခုကတော့မျိုးတွေသွားလဲမှာဟိုမှာပင်မောချတဲ့မျိုးတွေကိုဒီမှာပြန်ပြီးတော့ထားလာမှာထေချိုတွေနဲ့လေဒါဒီအိုးတွေကိုတစ်ခါပြန်ချိတ်ဖို့ဟိုထေချိုဆိုတော့လေဒီထမ်းမင်းနဲ့ထွက်တာကတော့ထေချိုကြီးပဲအခုဒါပင်မောချလာတာဒီမှာထေချိုတွေထေကားကြတော့သူကတတ်လောက်ယူရတာဒီအိုးထဲမှာမချိတ်ခင်ဟိုဒီထဲမှာအလင်းလေးထည့်ပြီးတော့ချိတ်ရတာထေကားဖြည့်သွားရောဟိုအလင်းကဘလို့လို့တုံးဆိုတော့ဟိုကောင်းချင်းစာကိုရေနဲ့စိန်လိုက်တာအဲ့ရတဲ့အရေကိုဒီထေအိုးထဲကိုနည်းနည်းလေးစီထည့်ပြီးတော့အပင်မောချိတ်ထားတာအဲ့ဒါနဲ့ထေကားဖြည့်သွားတာပဲဟိုထငဲချက်တာကကြတော့ဒီပင်ကြရဲ့ထေချိုတွေကိုပဲထငဲချက်တာဘယ်အိုးထဲကိုထည့်ပြီးတော့မီးနဲ့ကြူတာပေါ့ဒီထေချိုလေးကလေလူနဲ့လက်တဲ့တယ်ပင်ကြရည်လေးဆိုတော့လူကြီးခလေးကုံတောက်လို့ရတယ်ဒါလေးကတော့ရာတော့သူတို့အညာမှာထမ်းတက်တဲ့ပုံရိပ်လေးပါထမ်းတက်ဖို့အတွက်ထမ်းပင်တွေကိုထမ်းရည်ကျစေဖို့အသင့်ပြင်ပြီးတော့ခုတ်ထားပေးရပါတယ်ထမ်းတက်ဖို့အတွက်ကတော့လှေကားကအရှင်ဖြစ်ပြီးတော့တက်ရင်ထဲမှာလှေကားကိုထမ်းပင်ပင်စီနဲ့တွဲချီပြီးတော့တက်ရပါတယ်အပင်ပေါ်ရောက်တဲ့အခါမှာတော့ညအလောင်ကချိတ်ထားတဲ့ပင်ကြထမ်းရည်အိုးများကိုဖြုတ်ယူပြီးတော့ထမ်းရည်ကျတဲ့ထနိုးထိပ်ကိုပါပါနှိပ်ပြီးတော့အိုးအသက်လဲချိတ်ပေးရပါတယ်အိုးများအကုန်လဲလှယ်ပြီးရင်တော့ထမ်းပင်တက်လို့ပြီးသွားပါပြီဒီအိုးလေးတွေကတော့အခုမှဖြုတ်လာတဲ့ပင်ကြထမ်းရည်ချိုစစ်စစ်လေးတွေပါအခုကတော့ထမ်းရည်ချိုနဲ့မြည်ဖို့အတွက်ကြွက်ကြော်မလို့ပါပထမဦးဆုံးကြွက်ကြော်ဖို့အတွက်နေတော်လေးတွေခုတ်ထစ်ပေးလိုက်ပါမယ်အရသာအတွက်ကိုတော့စားစနွဲမဆလာငံပြာရည်နဲ့တံမြာရည်လေးညစ်ပြီးတော့နေထားပေးလိုက်ပါမယ်ကြွက်ကြော်လေးချက်ပြီးဆိုရင်တော့စီအနေငယ်ခတ်ထုတ်ပြီးတော့ထောင်းထားတဲ့ကြက်တုံကြီးနဲ့မျိုးသီးလေးထည့်ကြော်လိုက်ရင်ရပါပြီကဲထေချိုလိုက်ရပြီဆိုတော့တောက်ရုံပဲကျန်တော့ကဲထေချိုလေးပင်ကြရည်လေးကောင်းလိုက်တယ်ပြွတ်နေရတယ်တိုင်ထေကတော့ပင်ကြရည်လေးဆိုတော့ချိုးနေတာပဲငါပြီလူမသိတယ်ကြွကြောင်နေဆိုတော့လူသိတာပေါ့ဒါလေးတွေကတော့အလင်းထဲပြီးသားထရေကားအိုးလေးတွေကိုဖြုတ်ယူလာတာပါထန်းတော့ကိုအလေသွားရင်လည်းထန်းတော့ကဦးကြီးဦးလေးတွေကိုလည်းရာတော့သူတို့တက်နိုင်တယ်လို့ကြောခဲ့ပါသေးတယ်ဒီကဟိုထန်းလိုက်လိလို့ရတယ်တပုံးဝင်လည်းချုပ်လို့ရတယ်ဒီကဟိုထန်းစာလိရဒါအကြံလိရဒါဆိုရင်တော့ဘလော်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရာတော့သူတို့ရဲ့နောက်ထပ်လာမယ့်အညာဒေတာနဲ့ပတ်သက်တဲ့ဘလော်လေးတွေကိုလည်းစောင့်ကြည့်ပြီးတော့